ပြင်သစ်တိုင်ဘက်ကိုအနိုင်ရခဲ့ပါတယ်။ဂါဂါဟာသူ့ရဲ့ကျဲပွင့်ဟောင်းရှုံးလိမ့်မယ်လို့ထင်မှတ်ထားခဲ့ပါတယ်။ဘိုယာကွင်းထဲကထွက်ခွာလာချိန်မှာသူ့ရဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကိုတိတာစွာထောနေနေတာတွေ့ရပါတယ်။အဓိကပြိုင်ဘက်ရာဦးကိုနာကျင်မှုဟုအတိတ်ပဲရတဲ့ဒိုလော်လို့နာမည်ပြောင်းပေးထားပြီးသူဟာမြောက်ကိုရီးယားပြိုင်ဘက်ကိုရက်ဆက်စွာအနိုင်ယူခဲ့ပါတယ်။ပွဲစဉ်ပြီးဆုံးတဲ့အခါထောင်မူကတ်ကရှုံးနေတဲ့သူတွေကိုသူတို့ရဲ့ကံကြမ္မာကုံဆုံးပြီလို့ပြောခဲ့ပါတယ်။အမှန်တကယ်တော့သူတို့ဟာအချုပ်ခန်းစီပြန်ပို့ခံရမယ့်အစားအဆောင်တွေနဲ့အတူခေါ်ဆောင်သွားပြီးလျှို့ဝှက်စွာကုမြက်ခံရခြင်းဖြစ်ပါတယ်။ကြောက်မိုင်းမှာတာဘိုဟာဘိုယာရဲ့ဒဏ်ရာရတူးကိုလှောင်ပြောင်ရန်စခဲ့ပါတယ်။နောက်ဆုံးမှာဘိုယာဒေါသပေါက်ကွဲပြီးတာဘိုရဲ့မေယိုကိုထိုးချခဲ့ပါတယ်။ရန်ပွဲစတင်ခဲ့တဲ့အတွက်သူတို့နှစ်ဦးစလုံးကိုလေပါလွှာပြီးအနံ့ဆိုးထွက်တဲ့တွင်းနဲ့ကြီးတဲ့ပြစ်ထည့်ခဲ့ပါတယ်။တွင်းနဲ့ကြီးတဲ့တညတာနေပြီးနောက်ဂိုင်းကောင်းဆောင်များရောက်လာပြီးအကျဉ်းသားတွေကိုအလုတ်ကျန်းခိုင်းနေတာတွေ့ရပါတယ်။ဒေါသထွက်နေတဲ့ဂါဂါကိုမစ္စတာရစ်ဆိုကပြိုင်ပွဲကြီးတစ်ခုလုံးကိုလိမ်လည်ထားပြီးသားဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ကျန်တဲ့ပြိုင်ဘက်တွေအားလုံးကရှုံးနေမှုသတ်မှတ်ထားပြီးရစ်ဆိုဟာကိုလံဘီယာကအကြိုက်ဆုံးတိုက်ခိုက်ရေးသမားရာဦးပုံမှာပဲလောင်းကြီးတွေအားလုံးထပ်ထားပြီးသားဖြစ်ပါတယ်။တွင်းနဲ့ကြီးတဲ့တညတာနေပြီးနောက်ဘိုယာနဲ့တာဘိုတို့ကြားကရန်မျိုးတွေပြင်းငိမ့်သွားပြီးအချင်းချင်းတိုက်ခိုက်မဲ့အစားစီးချက်ညီညီအလုတ်လောက်ကစွမ်းရင်ချွေတာဖို့စတင်ခဲ့ပါတယ်။သူတို့ရဲ့အဖွဲ့လိုက်လှုပ်ဆောင်မှုဟာလေးစားမှုဖြစ်ပြောင်းလဲလာပြီးပြိုင်ပွဲကလိမ်လည်ထားပြီးရာဦးကိုသာအနိုင်ရစေဖို့စီစဉ်ထားကြောင်းသူတို့သိသွားခဲ့ကြပါတယ်။ဘိုယာဟာအချင်းထောင်နေရန်တွေရဲ့အပြင်ဘက်မှာပါအသက်ရှင်ရက်တည်ဖို့လိုကြောင်းသိထားတာကြောင့်အလုတ်ကျန်းပြီးသည့်တိုင်လေ့ကျင့်ခန်းကိုမရက်ပါဘူး။ဒီတစ်ချိန်မှာတော့တာဘိုကသူ့ကိုလာရောက်ပူးပေါင်းခဲ့ပါတယ်။ထောင်မူကတ်ကရစ်ဆိုရဲ့အနိုင်တေချာစေအတွက်သူတို့နှစ်ဦးကိုအစားအစာမပါဘဲအလုတ်လုပ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဒီပြစ်ဒဏ်ကသူတို့ရဲ့ဆုံးဖြတ်ချက်ကိုပုံမခိုင်မာစေခဲ့ပါတယ်။ဒူးနာကျင်လာတဲ့ဘိုယာကိုတာဘိုကတောင်ပေါ်ပန်းများရဲ့အစီနဲ့ကုသပေးခဲ့ပါတယ်။ဆီမီဖိုင်နယ်ဘိုလူပွဲမတိုင်မီပွဲမှာဒဏ်ရာရနေတဲ့ကြားကဘိုယာဟာဘရာဇီးပြိုင်ဘက်ကိုဖိညစ်ချုပ်ကင်ပြီးအရှုံးပေးခိုင်းကဘိုလူပွဲကိုတက်ရောက်နိုင်ခဲ့ပါတယ်။မစ္စတာရစ်ဆိုကတာဘိုဟာအစီအစဉ်ကိုပျက်စီးစေမှာကိုစိုးရိမ်တာကြောင့်ထောင်မူကတ်ကိုတာဘိုရဲ့နောက်ဆုံးပွဲမတိုင်မီဖယ်ရှားပြစ်ရန်တိုက်ရိုက်အမိန့်ပေးခဲ့ပါတယ်။အဆောင်တွေကတာဘိုကိုရက်ဆက်စွာတေးလူနီးပါးရိုက်နှက်ခဲ့ကြပါတယ်။ကြောက်မိုင်းမှာအလုတ်လုံးနေစဉ်ရေတဲလာတဲ့အကျဉ်းသားအုပ်တအူးကရှုံးနေတဲ့သူတွေဟာဘယ်သူမှအသက်ရှင်လျက်ထွက်မသွားရဘူးဆိုတဲ့အမှန်တရားကိုတိတ်တဆိတ်ပြောပြလိုက်ပါတယ်။ဒီဖြစ်မှန်ကိုသိလိုက်ရပြီးနောက်တာဘိုဟာနောက်ဆုံးမှာဘိုယာရဲ့ထွက်ပြေးဖို့အစီအစဉ်ကိုသဘောတူခဲ့ပါတယ်။သူတို့နှစ်ဦးတန်ကြိုးတွေကိုရိုက်ချိုးဖို့စူးစမ်းခဲ့ပေမဲ့မအောင်မြင်ပါဘူး။ရုတ်ရုတ်တဲတဲရန်ပွဲဖြစ်ပွားချိန်မှာဘိုယာဟာတော့တွေလူယူပြီးတာဘိုရဲ့တန်ကြိုးတွေကိုလော့ဖွင့်ပေးခဲ့ပါတယ်။တာဘိုဟာတောထဲကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးဘိုယာကတော့ရိုင်ဖယ်တင်နဲ့ခေါင်းကိုထုခံရပြီးတတိလစ်ကျန်ခဲ့ပါတယ်။ဘိုယာနိုးလာတဲ့အခါထောင်မူကတ်နဲ့မစ္စတာရစ်ဆိုတို့ကသူ့အနားမှာရှိနေပါတယ်။ဘိုယာကဂါဂါကိုမြင်ဖို့တောင်းဆိုပြီးဂါဂါရောက်လာတဲ့အခါသူဟာဘိုယာကိုစွန့်ပစ်ပြီးရာဦးပေါ်မှာပဲလောင်းကြီးထပ်ထားပြီးဖြစ်ကြောင်းအေးဆက်စွာပြောခဲ့ပါတယ်။ဘိုလူပွဲနေ့ရောက်လာပါပြီ။ရာဦးဒိုလော်နဲ့ဘိုယာတို့အပြင်းထန်တိုက်ခိုက်ကြပါတယ်။ရာဦးဟာဘိုယာရဲ့ဒဏ်ရာရထားတဲ့ခြေထောက်ကိုဖမ်းဆုပ်ပြီးဒူးကိုချိုးလိမ့်လိုက်ရာဘိုယာဟာနာကျင်မှုနဲ့အတူအော်ဟစ်ခဲ့ရပါတယ်။ရာဦးရဲ့ပြင်းထန်တဲ့ထိုးနှက်ချက်ကြောင့်ဘိုယာဟာစစ်ခင်းကွင်းအပြင်ဘက်ကိုလဲကျသွားပြီးဒိုင်ကတက်ဆက်ရေတွက်ဖို့စတင်ခဲ့ပါတယ်။လဲကျနေစဉ်မှာဘိုယာဟာထောင်ရဲ့ကြမ်းတိုက်တံကိုတွေ့ပြီးချက်ချင်းလှုပ်ဆောင်ပါလိုက်ရောညီထွေဖြစ်အောင်လုပ်ပါကြော်လွှားပါဆိုတဲ့တာဘိုရဲ့စကားကိုသတိရသွားပါတယ်။သူဟာအားအင်တွေစူးစီးပြီးအဝစ်တစ်ခုနဲ့ဒူးကိုစီးနှောင်ကရှစ်ချက်ရေတွက်ချိန်မှာပြန်ထွက်ပြီးကွင်းထဲပြန်ဝင်လာခဲ့ပါတယ်။ရာဦးဟာနောက်တစ်ချိန်ဘိုယာရဲ့ဒဏ်ရာရတူးကိုပြစ်မှတ်ထားတိုက်ခိုက်ဖို့ကြိုးစားခဲ့ပေမဲ့ဒီတစ်ချိန်မှာတော့ရုရှားတိုက်ခိုက်ရေးသမားဟာမကြိုးပဲနိုင်တော့ပါဘူး။ရာဦးရဲ့ခြေထောက်ဟာဘိုယာရဲ့ခွန်အားကိုစန့်ကျင်မနိုင်ပဲဒူးကျိုးတယ်လို့ဖြစ်ကကျမ်းပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အကျဉ်း